တခါတော့ကမြင်းကုံတဲ့တစုမြင်းတွေပေါ်မှာကုံတင်ပြီးတော့ကုံကူးသွားကြတဲ့ခေတ်ပေါ့နော်အဲ့ဒါသွားကြရင်နဲ့ညတညမှာတော့ခကြီးအရေးကြီးတယ်ဆိုပြီးတော့ညာကြီးမိုးချုပ်နော်ဟိုရေမရှိတဲ့ချောင်းလိုဟာမျိုးလေးဟုတ်လားအဲ့ဒါမှောင်မှောင်မဲမဲဖြတ်ကြတယ်အဲ့လိုဖြတ်တဲ့အခါကျတော့အမှောင်ထဲကနေပြီးတော့ဟေးအလုံးရက်ဆိုမိန်ပေးတယ်ကြားအမှောင်ထဲကအမိန်ပေးတာဆိုတဲ့အခါကျတော့တစုံတရာနဲ့များလှမ်းပစ်လိုက်မယ်ဆိုရင်ဒုက္ခတော့ကြောက်ရတာပေါ့နော်အဲ့ဒါနဲ့အကုန်လုံးမြင်းနေရက်မင်းတို့အလုံးမြင်းမော်ကဆင်းလို့မိန်ပေးတယ်အကုန်လုံးကြောက်တော့မြင်းမော်ကဆင်းရတယ်ဘာဆက်ပြီးတော့ပြောလို့ဆိုတော့မင်းတို့ပါတဲ့အိတ်ထဲကိုမင်းတို့ခြေထောက်အောက်ကနင်းမိနေတဲ့ကြောက်ခဲတွေကိုထည့်လို့ခိုင်းတယ်ပြီးရင်အဲ့ဒီကြောက်ခဲကိုလုံအောင်စီမြင်းမော်ကိုတင်ဒီနာကမြန်မြန်သွားကြတယ်ပြောတယ်ကြောက်တော့ခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့နော်အဲ့ဒါနဲ့မြင်းတွေပေါ်ကြပြားကြရတက်ပြီးတော့ရန်သူနဲ့ဝေးတဲ့နေရာအမြန်ဆုံးရောက်အောင်ဆိုမြင်းတွေကိုအမြန်ဆုံးဆိုင်းညံ့တယ်အဲ့လိုနဲ့ရောင်နေလေးလာနဲ့ခင်းတော့လင်းလာပြီးရန်သူနဲ့လည်းဝေးခဲ့ပြီးဆိုတော့စိတ်ချလက်ချမြင်းတွေရက်ကုံနေနဲ့လေးရတဲ့ကြားတယ်ဒီကြောက်ခဲအိတ်ကြီးကလည်းတမောင့်ကွာကြောက်လို့သာတင်ခဲ့ရတာကိုအဲ့ဒါနဲ့ရန်သူနဲ့ဝေးပြီးဆိုတော့အဲ့ဒီကြောက်ခဲတွေကိုတုံညမယ်ဆိုတော့မြင်းတွေရက်ပြီးတော့အဲ့ဒီကြောက်ခဲအိတ်ကြီးတွေကိုဖြေကြတာပေါ့နော်တုံချတယ်ဆိုအဲ့လိုလဲဖြေလိုက်ရောအကုန်လုံးစိတ်ထဲမှာအံ့ဩမှင်သက်သွားတယ်ဘာလို့လဲဆိုတော့သူတို့ထည့်လာခဲ့တဲ့အရာတွေကကြောက်ခဲတွေမှုပဲနဲ့ကြောက်တံပရမများတွေဖြစ်နေတယ်ဝမ်းသာစရာကြီးနော်ဒီငွေအတွက်ပဲပင်ပင်ပန်းပန်းအလုပ်လုပ်နေတာကြောက်တံပရမများတွေအလကားနေအလကားအိတ်တယောက်တစ်လုံးစီရခဲ့တာတော်တော်ပျော်စရာကောင်းမဲ့ကိစ္စကြီးပေါ့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီကုံတွေတယောက်မှမပျော်ကြဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုမှန်းသိရင်ကွာကြံတဲ့အိတ်တွေကကုံတွေပါသွန်ပြီးတော့ကြံတဲ့အိတ်တွေပါအပြည့်ထည့်ခဲ့ပါတယ်လို့တွေးနေကြလို့ပျော်စရာကိစ္စမှာမပျော်နိုင်ကြဘူးနော်ဘာလို့မပျော်နိုင်တာတော့မကျေနပ်နိုင်ဘူးနော်တကယ်ဆိုရင်ဒါရလာပြီလေသို့သော तू ကရခဲ့တာကိုမခံစားဘူးနော်တကယ်ယူမယ်ဆိုရင်ဖြစ်နိုင်နေရဲ့ဆိုတော့မရခဲ့တာကိုပဲခံစားတာလူတော်တော်များများလည်းအဲ့ဒီလိုပဲကိုယ်မှာရှိနေတဲ့အစဉ်ပြေမှုကိုမခံစားဘူးကိုလိုချင်နေတဲ့မရှိသေးတဲ့အစဉ်ပြေမှုတွေကိုပဲပတ်ပြီးတော့တခါတည်းရနိုးနဲ့မဖြစ်နေတော့လောင်းနေတဲ့စိတ်ကသဘောပေါက်ရလားဒါကြောင့်မြတ်စွာဘုရားတတ္တဝါတွေရဲ့စိတ်ဆိုတာလောဘနဲ့ပျော်တာဆိုတာမြတ်စွာဘုရားသိတာပေါ့ဟုတ်လားအဲ့ဒါကိုသိတဲ့အတွက်ကြောင့်လောဘအလိုကိုသာအမြဲလိုက်နေမယ်ဆိုဘယ်တော့မှနားရမှာလည်းမဟုတ်ဘူးငြင်းရအေးရမှာလည်းမဟုတ်ဘူးဆိုတော့မြင်တဲ့အတွက်ကြောင့်ဟေးမင်းတို့တကယ်ချမ်းသာခြင်းနဲ့ဆိုရင်ဖြစ်နေတဲ့အခြေအနေရနေတဲ့အခြေအနေလေးကိုကျင့်တတ်တဲ့စိတ်မွေးလို့ပြောတာ